တနစ်ကိုတိန်းထောင်ချီဝင်ငွေရှိပြီးအောင်မြင်နေတဲ့အမျိုးသားတစ်ယောက်သူဟာအိမ်ချမ်းမြေတထေးကြီးရဲ့တူလေးတော်သမီးချန်စီနဲ့လက်ထပ်ခွင့်ရခဲ့ပြီးလူတိုင်းအားကြရတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားခဲ့သူပါဒါပေမဲ့လောဘနဲ့မာနတွေဖုံးလွှမ်းလာတဲ့အခါမှာတော့သူဟာအိမ်တော်ရဲ့အပေါ်တစ္ဆာဖောက်ဖျက်ပြီးဇနီးတဲ့ကိုအိမ်ကနေမောင်းထုတ်ဖို့အထိရက်ဆက်ခဲ့ပါတယ်သူမစီကနေအတုံးချလို့ရသမျှအကုန်ညှိယူပြီးသွားတဲ့အခါသူဟာဇနီးတဲ့အပေါ်ညှင်းငွေလာပြီးဖုန်းထဲကမက်ဆေ့ချတွေကိုတမင်တကာပြတာကလမ်းခွဲခဲ့ပါတယ်တကယ်တော့သူယာတူတိုးတာတွေဝန်ထွေထွေမန်နေဂျာနဲ့ project ကြီးတွေရခဲ့တာဟာဇနီးတဲ့ရဲ့နောက်ွယ်ကကူညီပံ့ပိုးမှုတွေကြောင့်ပါဒါကိုသူမေ့လျှော့ပြီးဇနီးတဲ့ကိုအိမ်မှာရုပ်သေးရုပ်လိုထားခဲ့တယ်လို့သူမရဲ့သုံးတိုင်ဖြုံးနိုင်တဲ့ပုံစံတွေစီကန်းကြီးတဲ့အပြောဆိုတွေကိုပိုပြီးစိတ်ပြက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရုံးကိုအသေးရောက်လာတဲ့အိမ်အောင်ခွဲရှောင်းမေရဲ့နူးညံ့ပြီးဂယုစိုက်တတ်တဲ့ပုံစံနောက်မှာသူမိန်မောသွားခဲ့ပါတယ်။ရှောင်းမေဟာသူ့ရဲ့အလုပ်ပင်ပန်းမှုတွေကိုနားလည်ပေးပြီးတန်မိုးကြီးတစ်စိတ်တွေကိုမမှတ်မောဘူးလို့သူထင်မှတ်ခဲ့တာကြောင့်ဇနီးတဲ့ကိုစွန့်ပယ်ပြီးရှောင်းမေနဲ့ပွန့်ပွန့်လင်းလင်းတွဲဖက်ဖို့ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့ဘဝကသူထင်ထားသလိုဖြစ်မလာခဲ့ပါဘူးအတူတူနေထိုင်လာတဲ့အခါမှာတော့ရှောင်းမေရဲ့ပြင်းရမှုစီကံမဲ့မှုတွေနဲ့အလှကုန်ပစ္စည်းတွေကိုအလွန်အကျွံဝယ်ယူမှုတွေဟာထင်ထင်ရှားရှားပေါ်ထွက်လာခဲ့ပါတယ်အင်ဂျီတွေကိုခြေအိတ်တွေနဲ့ရောလျှော်ပြီးမိဘူးမတိုက်ပဲပေးတာကြောင့်ဖောက်တွေနဲ့တွဲဆုံရမှာကုမ္ပဏီရဲ့ပုံရိပ်ကိုထိခိုက်စေခဲ့ပြီးနောက်ဆုံးမှာတော့သူဟာအလုပ်ကနေပါထုတ်ပယ်ခြင်းခံလိုက်ရပါတယ်အလုတ်ပြုတ်သွားတဲ့အချိန်မှာတကယ်တမ်းသူ့နောက်ွယ်ကနေလူမှုကွန်ရက်တွေအဆက်အသွယ်တွေလမ်းကင်းပေးပြီးအကြီးတန်းအရာရှိဖြစ်အောင်ထိလုပ်ပေးခဲ့တာဟာသူစွန့်ပယ်ခဲ့တဲ့ဇနီးဟောင်းချန်စီဖြစ်မှန်းသူနားလည်သွားခဲ့ပါတယ်စန့်ကျင်ဘက်အနေနဲ့ရှောင်းမေကတော့သူအလုတ်ပြုတ်သွားတာနဲ့တပြိုင်နက်အသုံးမကျတဲ့လူလိုဆဲဆူကချက်ချင်းကြောခိုင်းသွားခဲ့ပါတယ်အေးစစ်စစ်နေရတဲ့နေ့ရက်တွေကိုရိုးအီပြီးလောဘဇောတက်ခဲ့မိတဲ့သူ့ရဲ့ညီကုန်းကတော့ကိုထိုင်နဲ့ကိုကန်တနာစရာကောင်းတော့အောင်ဖြစ်ခဲ့ရပါတယ်ဘဝမှာတစ္ဆာဖောက်ဖျက်တဲ့သူတွေဟာမိမိအပြည့်ရဲ့အကျိုးဆက်ကိုပြန်လည်ခံစားရမှာဖြစ်ပြီးအမှန်တရားကိုစောစောစီးစီးမြင်နိုင်ခဲ့တဲ့ချန်စီကတော့ဂုံတိတ်ခါရှိရှိနဲ့ဘဝတစ်ကိုပြန်လည်စတင်နိုင်ခဲ့ပါတော့တယ်陈小姐来了。赵叔叔，我们家李媛儿最近为了那个项目，可是忙得都不着家了呢。啊，我们正说公司还有个高管的位置空缺，我们正说李媛合适。那谢谢赵叔叔了。转点钱给我，我要买个新包。我被辞退了，没有钱给你了。真没用！你什么意思啊？还不是因为你？只有没用的男人才会嫌弃老婆花得多。没想到他的下场竟然这么惨，这就咎由自取。安逸的日子过惯了，自然想要的东西就更多。陈子，你最近过得还好吗？我们走。背叛的人会自食恶果，清醒的人能重获新生。